မင်းခန့်စားပဲလိုင်းလူလိုင်းထိုးတာတိုင်ထိသွားတယ်ဗျအမှတ်လက်ဩပါမနေ့ကကြီးပွဲကကိုသားအုပ်ဖွင့်ပွဲနှစ်ပွဲလုံးအနိုင်ရရှိထားတယ်ဗျအကျွက်ကိုလည်းရပရဲကအနိုင်ရရှိထားသလိုစိုင်းမောင်တင်ကိုလည်းရပရဲကအနိုင်ရရှိထားတယ်ဗျတင်ထူးပိုင်အမှတ်လက်ဩပါပဲဗျသာဝရှိအမှတ်လက်ဩပါပဲဗျမင်းခံတော့မနေ့ကဒါကုသားကိုကစားထားတဲ့ပွဲကိုဘေးကနေသုံးသပ်နေပြီးတော့မှစားပစ်ကိုကုသားကိုပဲထိုးပြီးအားနေချက်ရှာနေပြီဗျမလက်ဩပါပဲဗျဒီဘက်က9000ကိုကြီးကျွန်တော်ကဘေးကြီးတွေကငွေကြိုလွှဲပြီးမှယူပေးရပါဗျပိန်သေးစေဘောတစ်လုံးမိထားပြီဗျအမ1လက်ပါမ1လက်မင်းခန့်စားပဲဒါကြီးဖမ်းထားပြီဗျခိုင်ရင်စေဘောမိထားပြန်ပြီဗျပိန်သေးပြန်စားကောင်းလုံးနေဗျစီဘိုးဒီမှာကတစ်လုံးရရင်တစ်မှတ်ရမှသာလေဒါအနိုင်ရလက်ကိုဖော်ဆောင်မှာဖြစ်တဲ့အတွက်အဆုံးသက်ပို့ကောင်းတဲ့အသင်ရဒါအနိုင်ရလက်ကိုထိုက်တဲ့တန်နဲ့ရရှိသွားမှာပါဗျခိုင်ကြီးစေဘောမိထားပြန်ပြီဗျပိန်သေးပိုက်တန်းမကြော်လိုက်ဘူးဗျကိုကြီးမမီတော့ဘူးဗျတင်ထူးပိုင်ပါးနဲ့လုံးနေဗျမနေ့ကဒါဘေးကနေကြည့်ပြီးတော့မှတင်ထူးပိုင်တို့ဒါကိုမင်းခန်းတို့ဟာကိုသားအိုရဲ့ကစားဟန်ကိုတုံးသက်နေတာဗျကိုသားအိုကြိုင်လုံးပိုက်တန်းမချော်လိုက်ဘူးဗျမင်းခန့်စားပဲကိုသားကိုဖမ်းထားပြီဗျကိုသားကိုအကာပြန်မိထားတယ်ဗျအမှန်လက်3ပါပွဲမစားခင်ကဒီပွဲကိုကိုသားအိုဘက်က18ပေါက်နေပြီမဲ့အမှတ်ကတော့ဒါတင်ထူးပိုင်လိုပဲအမှတ်ဆက်တိုက်တက်သွားပြီဗျအမှတ်13ပါအမှတ်13ထူးထူးစားပဲပါဗျပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ကိုသားကိုဘလော့ကင်ပြန်ဆန်းထားပြီဗျလက်ရှိချိန်မှာတော့ရပေကအမြင့်ဆုံးအတန်းတွေကိုတကြောပြင်ဝင်ရောက်လာတဲ့ကိုသားအိုရဲ့ပွဲတွေကိုပြန်မြင်တွေ့ခွင့်ရနေပြီဗျပွဲမစားခင်တွေကဒီပွဲတွေကဒါကိုသားအိုဘက်ကပဲအပေါ်ကြီးထွက်နေတာဗျမှတ်3 over စားပဲချိန်မှတ်3 over မိန်ခန့်စားပဲပါဗျမိန်ခန့်စေဘောမိထားပြီဗျတာဂီမကြသေးဘူးဗျစားပဲချိန်အမှတ်3 over ပါပဲဗျโอเคပါညီလေးသေးလေးမင်္ဂလာပါဗျတချင်ကတော့တိုင်းလောကရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲတွေကိုပြိုင်ဘက်အနေနဲ့ရှင်ပြိုင်ကစားခဲ့တဲ့အတာဤသားကိုပြိုင်ဘက်တွေကတော့အခုမှတော့တသင်းနဲ့ကစားနေပြီဗျတင်ထူးပိုင်ရိုင်လုံးတော့တာအိုပိုင်ပိုင်နိုင်နိုင်ပဲကာထားပြန်ပြီဗျအမတ်4-3နဲ့တာဂီသားအိုစိုးဝေထွန်ထူးထူးတွဲ1မိုးထားပြီဗျစားပဲချိန်အမတ်3-4ပါမိန်ခန့်စားပဲ
တာကြီးဖမ်းထားပြီဗျတာအုပ်ရိုင်လုံးခိုင်ဆယ်ထားပြန်ပြီဗျပိန်သေးတမတ်ကိုပပနန်းနဲ့ရာယူသွားတာဖြစ်သည့်အတွက်အမှတ်ဖိုးဩပါဗျလက်ရှိချိန်မှာပြန်ဆိုင်မှုအပြင်းထန်ဆုံးကျေးသာတိုင်းလောကရဲ့ထိတ်တန့်စင်းဝင်နေရတော့တော်တော်လေးကြည့်လို့ကောင်းနေပြီဗျဟုတ်ပါတယ်ကိုအောင်ကြီးဘူးတော်တင်ထူးပိုင်ရလဲဒါစီနီယာကစားသမားကြီးကိုသားအိုရဲ့ရိုက်လုံးကိုဘလော့ကင်ပြန်မိထားတာဖြစ်သည့်အတွက်အမှတ်ဖိုက်ဖိုးနဲ့ဝမ်မိုးသွားပြန်ပြီဗျတင်ထူးပိုင်ဘလော့ကင်နောက်တစ်လုံးမိသွားပြန်ပြီဗျမတ်စစ်ဖိုးပါကိုတာအိုပါဗျစာဝရှိမတ်ဖိုးစစ်ပါထူးထူးစားပဲပါဗျပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ပပနဲ့နဲ့ပဲဒါရှင်းထားသေးပဲဗျစာဝရှိမတ်စစ်ဖိုးပါမင်းကန်စားပဲထူးထူးဖမ်းထားပြီဗျကိုတာအိုကောင်းလုံးနေဗျစာဝရှိအမဖိုးစစ်ပါပဲဗျထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတာကြီးစေဘုံမိထားပြီဗျအမှတ်တမဲ့လုံးတင်ထူးပိုင်ဘလော့ကင်ပြန်စမ်းထားတယ်ဗျစာဝရှိအမတ်စစ်ဖိုးပါစာဝရှိမတ်ဖိုးစစ်ပါပဲဗျဒီလေးတလေးတာအိုနဲ့အီကျွတ်ကကိုတာအိုကြီးပဲအနိုင်ရရှိထားတယ်ဗျစာဝရှိမတ်ဖိုးစစ်ထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတာကြီး10လုံးမိထားပြန်ပြီဗျတာကြီးပပနဲ့နဲ့ပဲတမတ်ရယူသွားပြီဗျအမတ်ဖိုက်စစ်ပါဖိုးစင်နောက်ဆောက်ပါဖိုးစင်မဖိုက်စစ်ထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ဘလော့ကင်နဲ့ပဲပြန်စားသွားပြီဗျစာဝရှိမတ်စစ်ဖိုက်ပါပဲဗျမင်းခန့်စားပဲလိုင်းလူလိုင်းထိုးတာကောင်းလုံးနေဗျစာဝရှိအမတ်ဖိုက်စစ်ပါထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျစာဝရှိအမတ်စစ်ဖိုက်ပါပဲဗျမင်းကန်စားပဲတာကြီးဖမ်းထားပြီဗျကိုသားဦးရဲ့တို့လုံးတော့ပိန်သေးပိုင်ပိုင်နိုင်နိုင်နဲ့ကိုစေ့သွားတာဗျမတ်7ဖိုက်ပါမင်းကန်စားပဲကိုသားဦးပဲတည်ထိုးနေပြီဗျပိန်သေးစေဘောမိသွားပြန်ပြီဗျစာဝရှိအမဖိုက်7မှာဗျနောက်ဆုံးလို့မရတော့မဖိုက်7ထူးထူးစားပဲပိန်သေးဖမ်းတာရိုင်သွားတယ်ဗျဘယ်မျိုးပါလဲဆိုတော့ကျွန်တော်မအူပင်ခရိုင်ညောင်တုံးမြို့နယ်မှာပါဗျ10ပေါက်နေရပါဒီကကက်မတ်7မှာထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်တင်ထူးပိုင်ရတော့ယူငယ်ကစားသမားပြီပြီဒါကစားအားတော့ကောင်းလုံးနေသေးပဲဗျတာလေအဲ့ဒါပေးလေဟဲ့မင်းခန့်စားပဲကိုသားအိုရဲ့လိုင်းတူလိုင်းမှာတမတ်ရယူသွားပြီဗျဘူးဆိုရင်တော့တင်ထူးပိုင်ပိန်သေးမင်းခန့်ခိုင်အတွေ့
အမှတ်အိတ်စင်နဲ့ကွင်းရှိန်ထားပြီဗျဟုတ်ကဲ့ပါခီကိုအပေးကြတဲ့ဗော်လီဘောရှိ ဟုတ်ကဲ့ ကျွန်းကြီးကိုတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ ဟုတ်တော့ပါ ဒီပွဲတွေက ဟာမလားပါလား ကြီးကောင်းပွဲကောင်းနောက်ရက်ဒီမှာလည်းတင်းပွဲတွေပြန်ဖြစ်သွားနိုင်နေဗျ ဒီတော့လည်းရှင်းပါဘူးဟောဘူးတော့ငါပြောတယ်ဒီကားလည်းပြန်မရဘူးနော် ဟုတ်တယ်ကိုကြီးဖိုးရှိတို့မနက်ကကစားတာကပြိုင်ပွဲမှာတော့မနက်ကကစားတဲ့ပွဲရှုံးသွားတယ်ဗျဖိုးရှိတို့ကတပွဲရှုံးတပွဲနိုင်ဖြစ်နေတဲ့အနေထားနောက်တပွဲသာအနိုင်ရရင်တော့ဒါဆီမီဖိုင်နယ်ကိုတက်သွားမှာပါဗျကိုသားဝေးရိုက်လို့နောက်စီကိုအနေငယ်ဝေးသွားတာဖြစ်တဲ့အတွက်အမှတ်9